အုံမြင့်ဆန်းဆန်းလမ်းခွဲခြင်းဇလန်းဟာရင်ဘတ်ကိုအောင့်သွားစေဒီဖြစ်ရဲ့ကိုယ်တိုင်ကြုံလိုက်ရချိန်မှာတောက်နေတဲ့လက်ဖက်ရည်ချိုစိမ့်တာခါသွားတယ်ဝီမတောက်ထားဘူးကတ်လန်ရဲ့ကောင်းကင်တစ်ခွင်မှာတိမ်တွေဖုံးလွှမ်းတာမျိုးငါတို့မမြင်ရတော့ဂျန်ဒါရီတွေကဖူးစာရင်းလို့ပြောတဲ့ဇုံလွဲတောင်လမ်းခွဲခြင်းကိုရင်ဆိုင်ခဲ့ရတာပဲလေဘောလုံးအသင်းနဲ့ဇာမာတယောက်လမ်းခွဲတာတိတ်တော်လည်းမထူးဆန်းပါဘူးလက်ချိုးနှုတ်ဆက်ခြင်းကဘယ်ဘက်ရင်ပုံကိုဓာတ်နဲ့အစိမ့်လိုက်ထိုးဆိုင်တယ်လို့ဖြစ်စီအတိတ်ကကြံခဲ့ပြီအရေးဟောင်းကသာဝရစိုးမိုးနေလိမ့်သူဖန်တီးခဲ့တဲ့သမိုင်းတွေကိုကောင်းကင်မှာချိတ်ဆွဲထားပြီပါအသစ်တစ်ဖန်ပြန်လဲစတင်ခြင်းမှာသူ့ရဲ့မော်အစွမ်းတွေကိုတို့မြင်ရပါတယ်လေဌာနကိုရောက်အကောင်းဆုံးဖြစ်ပါစေလို့ရင်ဘတ်ကြီးနဲ့ဆုတောင်းပေးလိုက်ပါတယ်